အားလုံးမင်္ဂလာပါကျွန်တော်တို့စီးပွားရေးလုပ်ငန်းတွေဆိုတာကနော်ဘယ်လုပ်ငန်းမှဒီအကျွေးနဲ့ကင်းနေဆိုတာမရှိပါဘူးနော်ကျွန်တော်အကျွေးယူရရှိသလိုကျွန်တော်တို့အကျွေးပေးရတာတွေလည်းရှိပါတယ်အဲ့တော့အကျွေးလို့ပြောရင်နော်ကျွန်တော်တို့ဒါဘဏ်တွေကနေပြီးတော့ချေးတဲ့ချေးငွေတွေအကျွေးတွေရှိနိုင်တယ်လို့အခြားသောဒီ financial institution တစ်ခုခုကနေပြီးတော့ချေးတာမျိုးလည်းနော်ရယူတာမျိုးလည်းဖြစ်နိုင်ပါတယ်ထို့ပြင်ကျွန်တော်တို့ဒါကိုယ့်ရဲ့မိတ်ဆွေတငယ်ချင်းတွေစီကနေချီးပြီးတော့เนาะလုပ်ငန်းအတွက်เนาะကျွန်တော်တို့ရယူတာမျိုးထို့ပြင်ကျွန်တော်တို့เนาะဒီမိဘဆွေမျိုးတွေစီကနေပြီးတော့ချင်းဝင်ရယူပြီးတော့ကျွန်တော်တို့လုပ်တာမျိုးကျွန်တော်တို့ရှိပါတယ်เนาะရှိနိုင်ပါတယ်ဆိုတော့ငွေချီးပြီးဘယ်သူစီရပဲချီပေါ့เนาะဘယ်သူစီရပဲကျွန်တော်တို့ချင်းဝင်ရယူကျွန်တော်အဓိကနံပါတ်1ထားပြီးကြည်တာကဘာလဲဆိုလို့ရှိရင်အတူနှုံးပါinterest rate ပေါ့အဲ့တော့ interest rate လို့ပြောရင်ကျွန်တော်က flat rate နဲ့သွားမှာလား effective rate နဲ့သွားမှာလားဒီအတိုးတွေကိုရော monthly လစဉ်ပေးရမှာလား quarterly 3လတစ်ခါပေးရမှာလား annually တစ်နှစ်တစ်ခါပေးရမှာလားစသည်အဖြစ်ဒါတွေကိုကျွန်တော်တို့ကြည့်ပါတယ်အဲ့ဒုတိယကြည့်တဲ့အချက်ကတော့ဘာလဲဆိုလို့ကျွန်တော်တို့ repayment schedule ပါအဲ့တော့ repayment schedule ဆိုတာကကျွန်တော်တို့ဘယ်လိုမျိုးပေးရမှာလဲလစဉ်ပြန်ဆက်ရမှာလားဒါမှမဟုတ်3လတစ်ကြိမ်အမြဲတမ်းပြန်ဆက်ရမှာလားဒါတွေကိုကျွန်တော်တို့ကြည့်ဖို့လိုပါတယ်အဲ့တော့လစဉ်ဆက်တဲ့အခါမှာရောကျွန်တော်တို့ကအရင်းအတွက်ဘယ်လောက်ပြန်ပေးရပြီးတော့ကျွန်တော်တို့အတိုးကဘယ်လောက်ထည့်ပြီးတော့ပေးရမှာလဲဘယ်နှလနေကျွန်တော်တို့အတိုးအရင်းရောချိန်မှာလဲဒါတွေကိုကျွန်တော်တို့သိဖို့လိုပါတယ်ကြည့်ဖို့လိုပါတယ်တတိယချက်အနေနဲ့ပြောတော့ additional charges ပါအဲ့တော့ကျွန်တော်တို့ကပတ်စံတွေချီးပြီးเนาะလုံးတွေယူပြီးဆိုလို့ရှိရင် additional charges တွေရှိနိုင်ပါတယ်နောက်ဥပမာပြပြောမယ်ဆိုကျွန်တော်တို့က service charges တွေ legal fees တွေ document charges တွေကျွန်တော်တို့ insurance fees တွေဒါမျိုးတွေရှိတတ်ပါတယ်ဒါလုံးနဲ့ဆက်ပြီးတော့ကျွန်တော်တို့ပေးရတဲ့ additional charges တွေပါအဲ့တော့ထို့ပြင်ကျွန်တော်တို့အထူးကြီးစိုက်ကြည့်ရမှာတော့ cash flow ပါဟုတ်ပြီကျွန်တော်တို့ cash flow နဲ့ repayment schedule နဲ့ကိုကျွန်တော်တို့ချိန်ဆဖို့လိုပါတယ်ကျွန်တော်တို့ပြန်ပေးရမယ့် repayment schedule အရာကျွန်တော်တစ်လကိုဘယ်လောက်ပြန်ပေးရမှာလဲဆိုတော့ဥမာဆိုတော့ကျွန်တော်တစ်လကို3,000ပြန်ပေးရမယ်အဲ့တော့3,000ပြန်ပေးရမယ့်ပမာဏကကျွန်တော်တို့ဒီ monthly cash flow မှာရောအဆင်ပြေနိုင်လားကျွန်တော်တို့ cash flow က cover ဖြစ်လားနော်ဒါတွေကိုကျွန်တော်တို့ကြည့်ဖို့လိုပါတယ်နောက်တစ်ချက်ကတော့ဘာလဲဆို ROI မှာအဲ့တော့စီးပွားရေးလုပ်တဲ့အခါမှာကျွန်တော်တို့က new investment နဲ့ new project တွေအတွက်ဟုတ်ပြီချင်းငွေတွေယူလို့ရပါတယ်ယူပါเนาะကျွန်တော် debt financing လုပ်တယ်ပေါ့အဲ့တော့ debt financing လုပ်တဲ့အခါမှာပေးရမယ့် cost of debt ဆိုတာရှိလာတယ် interest ပေါ့အဲ့တော့ဒါနဲ့ကျွန်တော်တို့ဒီရယူထားတဲ့ငွေတွေကို invest လုပ်ပြီးတော့ပြန်ရလာမယ့် return ROI နဲ့ကျွန်တော်တို့ရဲ့ဒီ interest နဲ့ကိုကျွန်တော်တို့ချိန်ဆဖို့လိုပါတယ်ကျွန်တော်တို့ရမယ့် ROI နဲ့ကျွန်တော်တို့ပြန်ပေးရမယ့် interest ကဘယ်လိုနေသားရှိလဲကျွန်တော်တို့ရမယ့် ROI ကကျွန်တော်တို့ပေးရမယ့် interest rate ထက်များရင် okay ပါအဆင်ပြေပါတယ်เนาะဒါပေမဲ့ကျွန်တော်တို့ပေးရမယ့် interest rate ကကျွန်တော်တို့ရမယ့် ROI ထက်များနေတယ်သို့မဟုတ် interest rate နဲ့ ROI နဲ့တူနေရဆိုရင်ကျွန်တော်တို့ဒါတော်တော်လေးစဉ်းစားရမယ့်အနေအထားဖြစ်ပါတယ်နောက်တစ်ခုကတော့ဘာလဲဆိုလို့ရှိရင် interest coverage ပါဟုတ်ပြီကျွန်တော်တို့လုပ်ငန်းကလက်ပတ်နေတယ်ရောင်းနေရတယ်အမြတ်တွေလည်းရနေတယ်ကျွန်တော်တို့ရတဲ့အမြတ်ကကျွန်တော်တို့ပေးရမယ့် interest ကို cover ဖြစ်ရလား cover ဖြစ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဘယ်နှဆလောက် cover ဖြစ်တာလဲအစ30လောက် cover ဖြစ်တာလားအစ50လောက် cover ဖြစ်တာလား cover ဖြစ်တယ်ဆိုတာဗျာကျွန်တော်တို့ပေးရမယ့် interest အစ30လောက်ကျွန်တော်တို့ကမြတ်နေတာကျွန်တော်တို့ပေးရမယ့် interest အစ50လောက်ကျွန်တော်တို့ကမြတ်နေတာဒါမျိုးကျွန်တော်တို့ဖြစ်နေလားဘယ်နှဆလောက်ရှိနေလဲဒါကိုကျွန်တော်တို့ကြည့်ဖို့လိုပါတယ်နောက်ဆုံးတစ်ချက်ကတော့ဘာလဲဆို leverage ပါleverage ဆိုတာကဗျာသူများပတ်စံနေနဲ့ကျွန်တော်တို့ကလုပ်ငန်းကိုနော်လက်ပတ်တဲ့ကိစ္စမျိုးပေါ့ဆိုတော့သူများပတ်စံအများစုနဲ့ကိုယ်ပတ်စံနည်းနဲ့လုပ်ငန်းကိုကျွန်တော်တို့ကလက်ပတ်နေတာအဲ့တော့ကျွန်တော်တို့အခုသူများပတ်စံတွေကိုထပ်ပြီးတော့ချီးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ leverage အခြေအနေဘယ်လိုဖြစ်သွားမလဲပုံများလာမှာပေါ့တနည်းအားဖြင့်ဥမာပြောမယ်ဆိုရင်ကျွန်တော်တို့ D ratio ပေါ့ debt to equity ratio အဲ့တော့ D ratio အနေထားရဘယ်လောက် percentage ထိကျွန်တော်တို့ဖြစ်သွားမလဲဒီလိုမျိုး percentage ပြောင်းသွားပြီဆိုလို့ရှိရင်ကျွန်တော်ပို့ပြီးတော့များလာမယ်ပေါ့ဗျာတေချာတာကတော့သူများစီကပတ်စံချီးမယ်ဆိုရင်တော့ D ratio ကျွန်တော်တို့ပိုများလာမယ်အဲ့တော့များလာရင်ကျွန်တော်တို့အနာဂတ်မှာတကယ်လို့များကျွန်တော်တို့ကဒီ source of finance ကဒီလိုမျိုးသူများစီကပတ်စံချင်းငွေနဲ့ပဲကျွန်တော်တို့ကယူပြီးတော့အလုပ်လုပ်ရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ချီးကြပါဦးမလားချင်းငွေပေးပါဦးမလားစသည်အဖြစ်ဒါတွေလည်းကျွန်တော်တို့ထည့်သွင်းစဉ်းစားဖို့လိုပါတယ်အဲ့တော့ဒီအချက်တွေကိုကျွန်တော်တို့ကတေချာဂိမ်းတစ်ဆိုင်ကြည့်မယ်နားလည်မယ်ဒါတွေပေါ်အခြေခံပြီးကျွန်တော်တို့ဆုံးဖြတ်မယ်သုံးသပ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဒီ loan management ပေါ့နော်ဒီ loan ကိုယူမလားမယူဘူးလားဒီ loan ကိုဘယ်လိုကျွန်တော်တို့လုပ်ကြမလဲပေါ့နော် debt financing ဘယ်လိုလုပ်ကြမလဲဆိုတဲ့ကိစ္စတွေကိုကျွန်တော်တို့ဒါdecision နော်ဆုံးဖြတ်ချက်မှန်ကန်ချမှတ်ပြီးတော့လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်အားလုံး finance မှာအကဲမတွေ့ကြပါစေနဲ့ bye bye